အားလုံးပဲမင်္ဂလာပါခင်ဗျာ Ghost Story Channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီဖြစ်ရက်ကတာမန်နွေရာသီညတညမှာဖြစ်ခဲ့တာပါကေဒီအကိုတငယ်ချင်းနှစ်ယောက်သူမတို့အိမ်မှာလာတဲနေတော့အမေနဲ့သူမကအားလုံးအတွက်ပီဇာသွားဝယ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်အကြီးဆုံးကနာမည်ကြီးပီဇာဆိုင်တစ်ဆိုင်မှာမှားထားတာဖြစ်ပါတယ်အိမ်မှာပဲပြန်စားမှဖြစ်လို့အကိုတငယ်ချင်းတွေနဲ့သူမတို့ရဲ့ခွေးလေးပရော်ရင်းကိုပါခေါ်သွားခဲ့တယ်ပရော်ရင်းကအရန်သေးပြီးတော့အိမ်မှာတကောင်နဲ့ထားခင်ပစ္စည်းတွေဖျက်ဆီးတယ်လို့ခေါ်သွားရတာပါဒါပေမဲ့နောက်ပိုင်းမှာတီးလိုက်ရတာကသူ့ကိုခေါ်သွားမိတာဟာပစ္စည်းတွေကာကွယ်ရုံနဲ့မကဘဲနဲ့သူမရဲ့အသက်ကိုပါကယ်တင်လိုက်နိုင်တာပါပဲပီဇာဆိုင်ရောက်တော့ကေတီကကားထဲကနေအပြင်မထွက်ချင်ဘူးဒါပေမဲ့အမေနဲ့သူမအကိုကသူမကိုတယောက်တည်းမထားခဲ့ချင်ပရော်ရင်းကဆိုင်နဲ့ဝင်လို့မရတဲ့အတွက်သူကကေတီနဲ့အတူကားထဲမှာပဲကြံခဲ့ရတယ်ကေတီဘာမှမဖြစ်ပါဘူးလို့သူမအမေတို့ကိုစိတ်ချခိုင်းလိုက်တယ်သူမတို့ကားရထားတဲ့နေရာကအယမ်းမောင်တယ်ကေတီကပရော်ရင်းနဲ့အတူနောက်ကမ်းမှာလဲသလိုနေတော့ပရော်ရင်းကရုတ်တရက်ဒိုတန်လိုမျိုးអော်ပြီးတော့ဟောင်းတော့တာပါပဲသူကြောက်လို့နေမှာပါဆိုပြီးတော့ကေတီကသူ့ကြောလေးကိုပုတ်ပေးလိုက်တော့ခဏငြိမ်သွားတယ်ဒါပေမဲ့ခဏနေတော့သူကသူမကိုရန်မူတဲ့ပုံစံမျိုးနဲ့ပြင်းပြင်းထန်ထန်ပြန်ဟောင်းပြန်ရောသူမလည်းလန့်သွားပြီးတော့သူ့ကိုချောဖို့ကင်လိုက်မှာဘီးမန်တဲကဖုံးရဲ့အရေးပြန်ဟန့်နေတာကိုမြင်လိုက်ရတယ်အဲ့ဒီမှာတင်လူတစ်ယောက်ကိုတွေးလိုက်ရတယ်အနေရောက်ခေါင်းစုံအင်ကြီးနဲ့မျက်နှာဖုံးစွတ်ထားတဲ့အဲ့ဒီလူကသူမကိုတက်တက်စိုက်ကြည့်နေတာဖြစ်ပါတယ်ကေတီလည်းလမ်းပြန်ပြီးတော့နောက်ကိုလှည့်ကြည့်လိုက်တော့အဲ့ဒီလူကကားတကားကိုဖွင့်ဖို့ကြိုးစားနေတယ်ကံကောင်းလို့တကားကကြက်ချထားမိတယ်တကားဖွင့်စမ်းလို့သူကပြောတော့ကေတီကကြောင်လုံးလို့ဆွမ်းအောင်သွားခဲ့တယ်အဲ့ဒီအချိန်မှာကေတီအသက်က14နှစ်ပဲရှိသေးတော့ဘာလို့ရမှန်းမသိဘူးဖြစ်နေတာပေါ့ပရော်ရင်းကအဲ့ဒီလူကိုဟောင်းရင်းနဲ့သူမရင်ဝင်နဲ့ခုံဝင်လာတော့မှသူမတတိပြန်ဝင်လာပြီးတော့အခုချက်ချင်းထွက်သွားမထွက်သွားရင်ရဲတန်လိုက်မယ်လို့တတိမွေးပြီးတော့အော်ပြောလိုက်တယ်ရုတ်တရက်အားလုံးငြိမ်သက်သွားပြီးတော့သူထွက်သွားပြီလို့ထင်လိုက်တယ်ဘဝင်းချင်းကိုကြည့်လိုက်ပေမဲ့ဘယ်သူမှမရှိတော့တာနဲ့ကေဒီနဲ့ဖရော်ရင်းနဲ့အတူကားထဲကနေထွက်ပြေးလာလိုက်တယ်ခဏကြာတဲ့အချိန်မှာပဲဒီယောက်ကသူမကိုလှမ်းဖန်လိုက်တာပါသူမအော်ဖို့ကြိုးစားပေမဲ့ပါဇက်ကိုအဝင်းနဲ့ပိတ်ခံထားလိုက်ရတယ်နောက်ဆုံးသူမမြင်လိုက်ရတဲ့မြင်ကွင်းကတော့ပရော်ရင်းလေးကဆိုင်ဘက်ကိုအတင်ပြေးသွားတာပဲအဲ့ဒီနောက်မှာတော့အရာအားလုံးကပေါင်တိကျသွားခဲ့တော့မျက်လုံးပွင့်လာတော့သူမဆေးရုံရောက်နေပါပြီဒီကုလုံးလဲနာကျင်ကြိုက်ခဲနေတာပါပဲသူမအမေနဲ့အကိုကသူမဘေးမှာရှိနေကြတယ်တနာကြတော့ကေတီအမေကပြန်ပြောပြတယ်ပရော်ရင်းကဆိုင်ထဲကိုအတင်ပြေးဝင်သွားတာကိုသပွဲတို့ကတွေးခဲ့တာတဲ့သူမအမေတို့လည်းတခုခုပါနေပြီဆိုတာသိပြီးတော့ပါကင်ကိုပြေးလာတော့ကေတီကမရှိတော့ဘူးတဲ့သူမအမေကရဲကိုချက်ချင်းဖုံးဆက်တယ်အဲ့ဒီအချိန်မှာပရော်ရင်းကအနားကတန်ရဖြစ်ပဲဘန်ကားတစ်စီးကိုဝိုင်းဟောင်းနေတယ်အကိုနဲ့သူ့တငယ်ချင်းတွေကကားကိုပတ်ကြည့်တော့နောက်ဘက်မှာသွေးကွက်တွေတွေ့လို့တကားကိုဖွင့်လိုက်တဲ့အခါကေတီကိုကြိုးတွေနဲ့ချီချောင်ထားတာကိုတွေးလိုက်ရတယ်တဲ့အဲ့ဒီအချိန်မှာပဲတိုက်ခိုက်သူကဓားခံပြီးတော့ပြန်ရောက်လာတယ်ကေတီအကိုကသူ့ကိုမြင်တာနဲ့အပေါ်ကားနဲ့ခုံအောက်ပြီးတော့လုံးထွေးတပ်ပုတ်ကြားတော့တာပါပဲသူမအကိုတငယ်ချင်းတွေကအနောက်ကနေဝိုင်းချပြီးတော့ဓာတ်အကိုလူလိုက်ကြတယ်ခဏနေတော့ရဲတွေရောက်လာပြီးတော့ရံပွဲကိုတားစီကအဲ့ဒီလူကိုဖမ်းသွားခဲ့တော့တယ်ပြီးတော့သူမကိုစီးရုံပို့ခဲ့ကြတယ်စစ်ဆေးချက်အရာအဲ့ဒီလူဟာလိမ်ပိုင်းဆိုင်ရာရာဇဝတ်ကောင်ဝိရစီရောင်းသူနဲ့လူကုန်ကူးသူတယောက်ဖြစ်နေပါတယ်သူကသူမကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့တာပါပရော်ရင်းကိုတကယ်ပဲကျေးဇူးတင်မိပါတယ်သူသာမရှိရင်သူမဒီနေ့ဒီနေရာမှာရှိနေမှာမဟုတ်တော့ပါဘူးဒါကတော့ကျော်စွာဆိုင်ရဲ့ကုမ္ပဏီတစ်ခုမှာအကြေးကောက်သူအဖြစ်အလွတ်လုံတုံးကဖြစ်ရပါကျော်စားကိုဝေးလံတဲ့အရက်သေးတာတစ်ခုမှတာဝန်ချထားပါတယ်မနက်9 နာရီဆိုအိပ်ရထား3 နာရီလောက်ဆိုင်ငယ်မောပြီးမှရုံးကိုရောက်တယ်အဲ့ဒီမှာဝဲသူတွေနဲ့တွေ့အကျွေးတွေကောက်ပြီးတော့ရုံးမှဝေးပြန်အိပ်ရပါတယ်ကျော်သွားအဲ့ဒီရုံခွဲမှာနေရတာကိုမကြိုက်ပါဘူးဘာလို့လဲဆိုတော့ဝေးကိုင်းကစာရွက်စာတမ်းကိစ္စတွေမှာအမြဲအချိန်ဆွဲလွန်းလို့အိမ်ပြန်ရင်ရင်းနဲ့တက်လို့ပါညဘက်ဆိုင်ငယ်စီးရတာကဘယ်သူမှမကြိုက်တဲ့ကိစ္စပဲလေပိုးကောင်တွေမျက်နာကိုလာတိုက်တယ်လို့မန်နေဂျာဆိုင်က
မီးကြီးတွေကလည်းမျက်စိကျိန်းစေပါတယ်တရက်တော့ဝေကိုင်ကအလုံးမပြီးသေးပဲနဲ့အပြင်ထွက်သွားလို့ကြောသွားထပ်ပြီးတော့နောက်ကျပြန်တယ်နောက်ဆုံးသူပြန်လာပြီးတော့အလုပ်ပြီးလို့ရုံးချုပ်ကိုပို့ရမယ်ငွေတွေကိုသူ့ကိုအပ်လိုက်တဲ့အချိန်မှာည9 နာရီတောင်ရှိနေပြီအိမ်ပြန်လမ်းကလည်းအဝေးကြီးဆိုတော့စိတ်ထဲကနေဒေါသထွက်နေမိတယ်။ပေါင်မဲပြီးတော့အကွေးကောင်များတဲ့လမ်းပေါ်မှာတိုင်ငယ်ရှေမီးကကျုပ်တည်းရဲ့တစ်ဖြက်ဖြက်ဖြစ်လာပြန်ရော။ဟောဗျာအခုမှလာပြေးရလားလို့ညီးရင်နဲ့ခဏရက်ပြီးတော့ရှေမီးကိုပုတ်လိုက်တော့ပြန်ကောင်းသွားတယ်။စံမောင်းလာရင်းနဲ့ပေါင်မဲနေတဲ့လမ်းပိုင်းကိုရောက်တော့အပေါ်ကနေတခုခုဖြတ်သွားသလိုခံစားရတယ်။ဘော်ကြီးတော့လည်းဘာမှမတွေ့ဘူး။အကွေးတစ်ခုကိုရောက်ခံနေမှာပဲတစ်ခုခုကအပေါ်ကနေဆင်းလာပြီးတော့ကျော်သွားရဲ့အုတ်ထုပ်ကိုရိုက်ချလိုက်လို့ဆိုင်ငယ်ပါလဲကျသွားခဲ့တယ်။အဲဒီအချိန်မှာပဲခြေမီးကလည်းပြတ်သွားပြန်ရောသူလည်းဘေးကိုလွင့်စင်သွားပြီးတော့မှောင်လွန်းလို့ဘာမှမမြင်ရပါဘူး။ကျော်သွားလဲလူးလဲထပြီးတော့သစ်ပင်တပင်ရဲ့အနောက်မှာပုန်းနေလိုက်တယ်။အမောင်ထဲမှာမျက်စိအသားကျအောင်ခဏစောင့်နေတော့လားရောင်လေးကဆိုင်ငယ်ပေါ်ကိုကျလာပါတယ်။အဲဒီမှာတင်ထူးဆန်းတာကိုမြင်လိုက်ရတယ်။ကျော်စောအရွယ်လောက်ရှိတဲ့ငှက်ကြီးတစ်ကောင်ကဆိုင်ငယ်နားမှာလာထိုင်ပြီးတော့ခုံပေါက်နေတာ။သူ့ရဲ့အုတ်ထုပ်ကလည်းဆိုင်ငယ်နားတင်ရှိနေတာပါ။အဲဒီလောက်ကြီးတဲ့ငှက်ကညဘက်မှာဘလို့ဖြစ်ပြီးတော့ပြန်တန်းနေတာလဲဆိုတာတွေးလို့တောင်မရပါဘူး။အဲဒီငှက်ကတာမန်ငှက်နဲ့လုံးဝမတူဘူး။ခေါင်းကကြက်စင်နဲ့တူပြီးတော့အထောင်ပံတွေကအနက်ရောင်ကြီးတွေပဲ။သူကကျော်သွားရဲ့အုတ်ထုပ်နားကိုရောက်သွားတဲ့အချိန်မှာသူ့ပါဇက်ကအဟောင်းသားဖြစ်သွားရပါတယ်။ဘာလို့လဲဆိုတော့သူကသူ့အတောင်ပံအောက်မှာဝတ်ထားတဲ့လက်နဲ့ကျော်သွားရဲ့အုတ်ထုပ်ကိုကောက်ကင်လိုက်လို့ပါပဲ။ကျော်သွားလဲကြောက်ကြောက်နဲ့ပဲချောင်းကြီးနေမိတယ်။အဝေးကကားတစ်စီးလာတဲ့အတန်ကြားတော့မှသူကအုတ်ထုပ်ကိုပြန်ချခဲ့ပြီးတော့ပြန်ထွက်သွားတော့တယ်။ကားဖြတ်သွားတာနဲ့ကျော်စွာလဲဆိုင်ငယ်စီကိုအမြန်ပြေးသွားပြီးတော့စံနှိုးလိုက်မီးပြန်လင်းလာပြီမဲ့အုတ်ထုပ်ကိုတော့ပြန်မယူတော့ဘဲနဲ့ဒီတိုင်းပဲမောင်းပြေလာခဲ့တယ်။အဲ့ဒီငှက်ကြီးပြန်လာပြီးတော့တိုက်ခိုက်မှာကိုလဲကျော်စွာအရန်ကြောက်နေခဲ့တာ။ရုံးချုပ်ကိုရောက်တော့မန်နေဂျာကိုငွေတွေအပ်လိုက်တယ်။သူကကျော်စွာကိုဘာလို့ဒီလောက်ပေပွားနေတာလဲအုတ်ထုပ်ရောဗမာလဲလို့မေးတော့အုတ်ထုပ်ကပြုတ်ကြပြီးတော့ပျောက်သွားတယ်လို့ပဲလိန်ပြောလိုက်တယ်အိမ်မပြန်ခင်မှာငွေကိုင်ကအလုပ်တွေကိုအချိန်မီပြီးအောင်စစ်ဆေးပေးဖို့မန်နေဂျာကိုတောင်းဆိုခဲ့တယ်နောက်ပိုင်းညနေမှာမပြန်ကျင်တော့လို့ပါကံကောင်းလို့မန်နေဂျာကလက်ခံလိုက်ပြီးတော့အခုဆိုရင်ည9 နာရီဆိုပြောစွာအိမ်ပြန်လို့ရနေပါပြီဒါပေမဲ့ဒီအလုပ်ကနေမကြခင်ထွက်ရမယ်ဆိုတာကြော်စွာသိနေပါတယ်ဘာလို့လဲဆိုတော့နောက်ထပ်မကောင်းတဲ့အရာတွေထပ်မဖြစ်ခင်အမြန်ဆုံးထွက်နိုင်ဖို့ပဲမျှော်လင့်နေမိတော့တယ်